ဒီဆယ်ဖီမုတ်ဟာတင်မြင်ဖူးသမျှတွေကအကြောက်မက်ဖွယ်ကောင်းဆုံးဖြစ်ပါတယ်လူတွေရဲ့မျက်နှာတွေဟာရုတ်တရက်ပုံပြက်လိန်ကောက်သွားပြီးစက္ကန့်ပိုင်းတွင်းမှာပဲကိုဖုံးထဲကိုကိုယ်တိုင်ဆွဲသွင်းခံလိုက်ရပါတယ်ဒီဖြစ်ရအားလုံးရဲ့နောက်ွယ်မှာတော့တဘာဝလုံးမော်ဆရာဇက်ရဲ့အကြံစီကြီးတစ်ခုရှိနေခဲ့တာပါဇက်ဟာသူချစ်တဲ့အမျိုးသမီးကိုလက်ထပ်နိုင်မယ်ဆိုရင်နှစ်ပေါင်းများစွာခံစားနေရတဲ့ချိန်စာကနေလွတ်မြောက်ပြီးလူသားတစ်ယောက်အဖြစ်ပြန်လည်သက်ရှင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်သူဟာတခြားယောက်ျားတစ်ယောက်ရဲ့သူတို့သမီးကိုလူယူဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးအနေနဲ့သူတို့သားကိုအမှန်တရားစေးရီထိုးသွင်းလိုက်ပြီးသူ့ရဲ့ရှိုးဝက်ချက်တွေကိုအတင်းကျပ်ဖွင့်ဟစေခဲ့ပါတယ်မင်းလက်ထက်တော့မယ်ဆိုပိုက်ဆံအတွက်ပဲငါကကုထုံးခံယူနေတာပါဒီစကားတွေကိုကြားလိုက်ရတဲ့သူတို့သမီးကဒေါသအမျက်ပေါက်ကွဲသွားပြီးသူတို့သားကိုလက်တီးတစ်ချက်နဲ့ထိုးချလိုက်ရာအခန်းတစ်ဖက်အထိလွင့်စင်သွားပါတော့တယ်အစီအစဉ်အောင်မြင်သွားချိန်မှာတော့ဇက်ဟာသူ့ရဲ့မူလပုံစံအစ်စ်ကိုဖော်ထုတ်လိုက်ပါတယ်မင်္ဂလာရဲ့တွေကိုဆယ်ဖီရိုက်ခိုင်းလိုက်တာနဲ့တပြိုင်နက်သူတို့အားလုံးဟာကိုဖုံးထဲကိုဆွဲသွင်းခံလိုက်ရပြီးအဝတ်စားတောင်မကြမ်းခဲ့ပါဘူးသူတို့အားလုံးဟာဖုံးမျက်နှာပြင်ထဲမှာပိတ်မိနေတဲ့တပ်ပုံတွေအဖြစ်ပြောင်းလဲသွားကြပါတယ်ဘုံတော်ကြီးကထွက်ပြေးဖို့ကြိုးစားပေမဲ့ဇက်ကတကားကိုပိတ်ဆို့လိုက်ပါတယ်အမောင်မော်ပညာနဲ့ဘုံတော်ကြီးကိုရေပလင်ရှေ့ပြန်ခေါ်ဆောင်လာပြီးသူ့ကိုယ်သူအနီရောင်ဝတ်စုံဖန်တီးဝတ်ဆင်ကသူတို့သမီးရဲ့အနက်ရောင်ဝတ်စုံကိုလည်းအနီရောင်မင်္ဂလာဝတ်စုံဖြစ်ပြောင်းလဲပြလိုက်ပါတယ်သူ့ရဲ့အချစ်ဟာအစစ်အမှန်ဖြစ်ကြောင်းသက်သေပြဖို့ဇက်ဟာသူ့ရဲ့နှလုံးသားကိုကိုယ်တိုင်ဆွဲထုတ်ပြီးသူတို့သမီးကိုပြသခဲ့ပါတယ်ထို့နောက်အေယာမမင်္ဂလာကိမုံကြီးကိုခေါ်ထုတ်လိုက်ပြီးကြန့်ရှိနေတဲ့လူတွေကိုလည်းကိမုံပတ်လည်မှာကခုံခိုင်းပါတော့တယ်မင်္ဂလာအခမ်းအနားစတင်တော့မယ့်အချိန်မှာပဲတမလွန်ရဲတပ်ဖွဲ့တွေဟာဖျားเจ้าတကားကိုဖောက်ဝင်လာကြပါတယ်မစ္စတာဂျိုမင်းဟာဥပဒေအမှတ်699ကိုချိုးဖောက်ခဲ့တယ်ဒါပေမဲ့ဇက်ကမော်မန်နန်တစ်ခုရွတ်ဆိုလိုက်တာနဲ့သူတို့အားလုံးနေရာမှာတင်အေးခဲသွားကြပါတယ်အဲ့ဒီအချိန်မှာပဲတကားဟာနောက်တစ်ချိန်ပြန်ဖွင့်သွားပြီးဇက်ရဲ့ဇနီးဟောင်းမော်နီကာပေါ်လာခဲ့ပါတယ်မိုးကြိုးတန်တွေပြစ်ခတ်နေပြီးဇက်ဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့မော်နီကာရဲ့စွမ်းအားကသူ့ထက်ပိုမိုကြီးမားနေလို့ပါဇက်ဟာမျက်ရည်တွေနဲ့ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့ပေမဲ့မော်နီကာရဲ့မျက်နှာကတော့အေးဆက်တည်ငြိမ်နေစေချစ်ပါတယ်တစ်ဖက်မှာတော့ Wednesday ဟာကျမ်းပြင်ပေါ်ကတမလွန်လမ်းညွှန်စာအုပ်ကိုကောက်ယူလိုက်ပြီးဒီတပ်တော်တွေကိုဖျက်ဆီးနိုင်မဲ့နေလန်းကိုရှာဖွေတွေ့ရှိသွားပါတယ်သူမဟာနှုတ်ခမ်းနီနဲ့ကျမ်းပြင်ပေါ်မှာစတုရန်ပုံတစ်ခုဆွဲလိုက်ပြီး၃ချိန်တိတိခောက်လိုက်ချိန်မှာတော့ကျမ်းပြင်ဟာကွဲအပ်သွားပါတော့တယ်အဲ့ဒီနောက်မြောက်ထဲကနေအေယာမတဲဘိုးကောင်ကြီးတစ်ကောင်ထွက်ပေါ်လာပြီးဇက်ကိုကိုက်စားဖို့တိုက်ခိုက်လာခဲ့ပါတယ်ဒါပေမဲ့ဇက်ဟာလေမာပါနဲ့စွာနဲ့အနီရောင်ဝစ်တစ်ကိုတဲဘိုးကောင်ကြီးရဲ့မျက်လုံးပေါ်ပစ်တင်လိုက်ပါတယ်မျက်စိမမြင်တော့တဲ့တဲဘိုးကောင်ကြီးဟာမော်နီကာကိုတိုက်ရိုက်ဝင်တိုက်မိပြီးမြေကြီးပေါ်ကိုပစ်ချလိုက်ပါတော့တယ်သူတို့သမီးကထွက်ပြေးဖို့စူးစမ်းနေချိန်မှာတော့ဇက်ဟာသူတို့နှစ်ယောက်ရဲ့လက်ထပ်စာချုပ်ကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့ Wednesday ကဒီလက်ထပ်မှုဟာတရားမဝင်ဘူးအသက်ရှင်နေသူတယောက်ကိုအတင်းကျပ်လက်ထပ်ခိုင်းတာဟာတမလွန်ဥပဒေကိုချိုးဖောက်တာပဲလို့အော်ဟစ်ပြောဆိုလိုက်ပါတယ်အဲ့ဒီစကားနဲ့အတူလက်ထပ်စာချုပ်ဟာမီးလောင်ကျွမ်းသွားပြီးပြာဖြစ်တို့ပြောင်းလဲသွားပါတော့တယ်နောက်ဆုံးမှာတော့ဇက်ရဲ့တရားမဝင်လုပ်ရက်တွေဟာသူ့စီပြန်လည်ရောက်ရှိလာခဲ့ပါတယ်သူ့ခန္ဓာကိုယ်ဟာပူဖောင်းတစ်လုံးလိုဖောင်းကားလာပြီးနောက်ဆုံးမှာတော့ပောက်ကွဲသွားပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေဟာဖျားเจ้าတစ်လျှောက်စက္ကူပန်းပွင့်တွေလိုပြန့်နှံ့ကျဆင်းလာခဲ့ပြီးဇက်ဟာထာဝရပျောက်ကွယ်သွားခဲ့ပါတယ်ဇက်ရဲ့မော်စွမ်းပြည့်ပြည့်သွားတာနဲ့အမျှတမလွန်ရဲတပ်ဖွဲ့တွေလည်းပြန်လည်လှုပ်ရှားလာကြပါတယ်ဖျားเจ้าတစ်ခုလုံးဟာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်ဆုံးမှာတော့အမေနဲ့သမီးနှစ်ယောက်တယောက်ကိုတယောက်တင်းကျပ်စွာဖတ်ထားတဲ့မြင်ကွင်းလေးသာကျန်ရှိခဲ့ပါတော့တယ်